တင်နူနေသားသမီးတွေနဲ့ပတ်သက်ပြီး2026ခုနှစ်အတွက်မန္တလေးတကြံဟောကင်းလေးကိုတဆင့်ပြန်လေးမျှဝေပေးလိုက်ပါတယ်။တင်နူနေသားသမီးတို့သည်ဆွေမျိုးပေါင်းတင်လူအဖွဲ့အစည်းတွေနဲ့ရှင်တွဲနေထိုင်ရန်ခက်ခဲမှုရှိပြီးအထီးကျန်ဆန်နေတတ်တယ်။အပျော်ပါအတောက်စားနေရှင်တွဲနေတတ်သောကာလဖြစ်သည်။ငယ်သူများဖို့တည်ငြိမ်တဲ့သောကာလဖြစ်သည်။မတင်လျော်သူတွေနဲ့အဖန်ဖန်ကြုံတွေ့ရတတ်လို့ပါ။အလုတ်အကိုင်းမှာလုံတန်းအောင်မြင်မိအချိန်ကာလဖြစ်သည်။ဒီကာလမှာကျေးဇူးရှိတဲ့သူတွေကိုကျေးဇူးပြန်ဆက်တဲ့ကာလပါအိမ်တော်ရဲ့အနေနဲ့ကတော့တာယာမှုရှိပြီးသားသမီးရေးကိုသာအဓိကထားပြီးအချိန်ပေးရမယ့်ကာလဖြစ်ပါတယ်အခြေရေးမှာတော့အဆအရာရာအဆင်ပြေမဲ့ကာလလို့ပြောရပါမယ်လုပ်ငန်းသစ်လုပ်ခဲ့မဲ့သူတွေအတွက်စွန့်စားပြီးအကျိုးမြတ်များစွာရရှိမဲ့ကာလပါကျမကြီးနဲ့ပတ်သက်လို့နှလုံးနဲ့ပတ်သက်တာအကျိုးညတ်တာနဲ့ပတ်သက်တာအစာရည်နဲ့ပတ်သက်တာဦးလန်းကျောင်းဆိုင်ရာပြဿနာတွေအနှဲငယ်ရှိတယ်လို့အစားအသောက်သတိထားပေးပါရတိဟာနီနဲ့ပြောရမယ်ဆိုရင်တနင်္ဂနွေသားသမီးတွေရဲ့မွေးနေ့မနက်10:45မိနစ်မှာအိမ်ဖျားမှာတို့မဟုတ်တကူကြီးဖျားတကူကူမှာခန်းကုန်နှညွန့်ကတ်လူပြီးလိုရဆူတောင်းပေးပါဒီကနေ့အတွက်တနင်္ဂနွေသားသမီးတွေအတွက်ကံကောင်းစီမဲ့နံပါတ်ကတော့ခွန်18ခဏများကိုထီထိုးပေးခြင်းဖြင့်ထိပေါက်ကင်းရှိပါတယ်ငွေဝင်ကိန်းတွေရှိတယ်လို့ပြောကြပါရစေတနင်္ဂနွေသားသမီးများအတွက်တနေ့စာပေတွေများထပ်မဲ့သိလိုပါကနေပေတွေနဲ့ဟောထားတဲ့ဟောကြားချက်ကိုcomment မှာရေးထားတဲ့ link ကတစ်ဆင့်ဝင်ရောက်နားဆင်နိုင်ပါတယ်။ဘဝသူရမျှဝေခြင်းကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျမရဲ့ account လေးကို like and follow လုပ်ဖို့ဖိတ်ခေါ်ပါရစေရှင်။